အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီကနေ့ Sunday Data Share Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ Stainless Steel Part 1တန်ကြီးမန်တက်သော Steel များအပိုင်း1ပဲဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုလေးမှာ What is stainless steel? Stainless steel ဆိုတာဘာလဲ The discovery of stainless steel. Stainless steel ကိုရှာဖွေတွေ့ရှိလာပုံ Type of stainless steel. Stainless steel အမျိုးအစားများ 2+ stainless steel. 2+ stainless steel အမျိုးအစား Lean standard နဲ့ Super 2+ အမျိုးအစားများ Precipitation hardening stainless steel စရှိသဖြင့်ပါဝင်မှာဖြစ်ပါတယ် What is stainless steel? Stainless steel ဆိုတာဘာလဲ Stainless steel ဆိုတာတန်ကိုအခြေခံထားတဲ့အလွိုင်းမျိုးစားတစ်မျိုးပဲဖြစ်ပါတယ်သူ့မှာ chromium ဆိုတဲ့ dressing ပါဝင်ပါတယ် Stainless steel ရဲ့တန်ကြီးတက်ခံနိုင်စွမ်းအားဟာ chromium 17% နဲ့အထက်ပါဝင်သောကြောင့်ပဲဖြစ်ပါတယ်ဒီ chromium လေးဟာအလွှာပါးလေးဖြစ်ပေါ်စေပြီးတော့အောက်ဆီဂျင်နဲ့တက်ပြုပြီးဖြစ်ပေါ်လာတဲ့ corrosion တွေကို self healing ဖြစ်စေပါတယ်ဒီ stainless steel ကိုတခြားသော dressing အစရှိတဲ့ molybdenum, carbon, nickel နဲ့ nitrogen တို့နဲ့ပေါင်းစပ်ပြီးဒီထက်ပိုကောင်းတဲ့ဂုဏ်သတ္တိတွေကိုရယူနိုင်ပါတယ်ညာဘက်ကဇယားလေးမှာတော့ austenite steel မှာပါဝင်တဲ့ chromium ရာခိုင်နှုန်းကိုဖော်ပြပေးထားတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့လေးစား pointer လေးကိုကြည့်ကြည့်ပါThe discovery of the stainless steel. Stainless steel ကိုရှာဖွေတွေ့ရှိလာပုံ Stainless steel ကို Harry Bradley လို့ခေါ်တဲ့ English metallurgist ကနေတီထွင်ခဲ့တယ်လို့မှတ်ချက်ပြုကြပါတယ်အရင်ကတော့ restless steel လို့ခေါ်ပြီးအခုမှာတော့ stainless steel ဖြစ်လာပါတယ်သူ့ရဲ့တီထွင်ဖန်တီးမှုကနေအရင်ဆုံးအကျိုးရှိလာတာကတော့လူတွေကဇွန်းခင်းတွေကိုဈေးပေါပေါနဲ့ဝယ်ယူအသုံးပြုနိုင်လာကြတာပဲဖြစ်ပါတယ် Type of stainless steel. Stainless steel အမျိုးအစားများStainless steel မျိုးစားတွေကိုအရင်ကအဲ့လောက်များမယ်လို့ကျွန်တော်မထင်ခဲ့ပါဘူးအောက်ပေါ်ပြပါအမျိုးအစား5မျိုးလောက်တော့ကျွန်တော်တွေ့ရပါတယ် Austenitic, ferritic, martensitic, 2+ precipitation hardening အစရှိသဖြင့်ဖြစ်ပါတယ် Austenitic, ferritic, martensitic တို့ဟာကျွန်တော်တို့အရင်ဗီဒီယိုတွေမှာရင်းနှီးပြီးသားပဲဖြစ်ပါတယ်ကျွန်တော်တို့အသစ်အနေနဲ့ 2+ နဲ့ precipitation hardening တို့ပါဝင်လာပါတယ်ပြီးကဇယားကွက်လေးကတော့သူတို့ရဲ့ကွဲပြားခြားနားချက်တွေကိုနှိုင်းယှဉ်ထားတာပဲဖြစ်ပါတယ် Austenitic ဟာ high chromium, high nickel, low carbon ဖြစ်ပါတယ် chromium များတဲ့အတွက်ကြောင့်မလို့ corrosion resistant ကောင်းတယ် nickel များတဲ့အတွက်ကြောင့်မလို့ bling bling ဖြစ်တဲ့တောက်ပြောင်တယ် low carbon ဖြစ်တဲ့အတွက်ကြောင့်မလို့ခံနိုင်နေတယ်မှကျွမ်းမှုအဖြစ်နဲ့နေတယ် ferritic ferritic တရားဆိုလို့ရှိရင် high chromium, low nickel, low carbon ဖြစ်ပါတယ် chromium များလို့ corrosion resistant ကောင်းတယ် nickel နေတဲ့အတွက်ကြောင့်မလို့ bling bling မဖြစ်ဘူး low carbon အတွက်မို့မှကြောက်မှုလည်းနေတယ်ခံနိုင်လည်းနေတယ် martensitic ကဆိုလို့ရှိရင် middle chromium, low nickel, high carbon ဖြစ်တဲ့ corrosion resistant အသင့်နဲ့ bling bling လည်းမလို့ဘူးမှကြောက်မှုများနဲ့ခံနိုင်ကောင်းကောင်းလိုချင်တယ်ဆိုလို့ရှိရင်တော့ martensitic ကိုရွေးလို့ရပါတယ်အဲ့လိုမှမဟုတ်ဘူး corrosion resistant လည်းကောင်းရမယ် bling bling လည်းဖြစ်ရမယ်ဆိုလို့ရှိရင်တော့ 2+ ကိုရွေးပါသူ့မှာတော့ molybdenum လို့ခေါ်တဲ့ dressing မျိုးစားတစ်ခုပါဝင်ပါတယ်အဲ့ဒါကနေပြီး corrosion resistant ကိုပိုကောင်း boost လုပ်ပေးထားတာဖြစ်ပါတယ်သူ့ရဲ့အဓိကထူးခြားချက်ကတော့သူက austenite နဲ့ ferrite ရောထားတဲ့အရောပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုနေရာကတော့ precipitation hardening ပဲဖြစ်ပါတယ်သူ့မှာတော့ chromium နဲ့ nickel ပြင်တခြားသော aluminum, copper နဲ့ titanium dressing တွေပါဝင်လာပါတယ်သူ့ကိုတော့ precipitation hardening pH heat treatment နည်းနဲ့ရလာတဲ့အတွက်ကြောင့်မို့လို့ precipitation hardening stainless steel လို့ခေါ်ပါတယ်ခံနိုင်အားကောင်းတဲ့ stainless steel မျိုးစားပဲဖြစ်ပါတယ် 2+ က ferrite နဲ့ austenite အရောဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ရဲ့ grain structure တွေကလည်းရောနှောနေပါတယ် theory အားဖြင့်50-50အရောဆိုပေမဲ့ဈေးကွက်ထဲမှာ40-60အရောတွေကိုတွေ့ရတတ်ပါတယ် 2+ steel က austenite steel တွေထက်ပိုပြီးတော့ခံနိုင်ရပိုကောင်းပါတယ်ကျွန်တော်ဘေးဘက်ကပုံကတော့ iron chromium နဲ့ nickel phase diagram ပဲဖြစ်ပါတယ် 2+ က ferrite နဲ့ austenite ကြားမှာရှိတဲ့အတွက်ကြောင့်မို့လို့ဒီကြားက red region ပေါ့နော်ဒီမှာတော့ dark gray ဖြစ်နေတာပါred region လေးမှာတွေ့ရပါတယ်
ဒီ x-axis ကတော့ကျွန်တော်တို့ nickel နဲ့ chromium weight percentage ကိုပြထားပြီးတော့ y-axis ကတော့ temperature in degree Celsius ကိုဖော်ပြထားတာပဲဖြစ်ပါတယ်ဒီ dash line လေးကဘာကိုပြတယ်လဲဆိုလို့ရှိရင်ပုံမှန်သမားရိုးကျ duplex ဒီ solidification ဖြစ်တဲ့နေရာကိုမှတ်သားထားတာပဲဖြစ်ပါတယ်ဒီ x-axis မှာကြည့်လို့ရှိရင်ကျွန်တော်တို့ duplex လေးကဘယ်မှာဖြစ်ချေအများဆုံးလဲဆိုလို့ရှိရင် nickel weight percentage က4 to 9% 4 to 10% for example ပေါ့နော်ဒီအောက်မှာ chromium ဆိုလို့ရှိရင်around 26 to 90 to 20% အဲ့လောက်မှာဖြစ်ဖို့ခြေရှိတယ်ဆိုပြီးတော့တွေ့ရပါတယ်Lean, standard and super duplex duplex ကိုထွက်ခဲ့မယ်ဆိုလို့ရှိရင် lean, standard နဲ့ super duplex ဆိုပြီးတော့၃မျိုးတွေ့ရပါတယ်သူတို့၃ခုရဲ့အဓိကကွာခြားချက်တွေကတော့ composition, strength, cost, prime number တို့ပဲဖြစ်ပါတယ်ဒီခါမှာ prime ဆိုတာတော့ pitting resistance ကိုဆိုလိုတာပဲဖြစ်ပါတယ်ဒီနေရာမှာ pitting ဆိုတာဘာကိုပြောကြရလဲဆိုလို့ရှိရင်ဒီအောက်ကပုံလေးကိုကြည့်လိုက်ပါဒီတန်ပေါ်မှာအပေါက်ကလေးတွေကနေစပြီးတော့တဖြည်းဖြည်းတန်ကြီးလိုက်လာပြီးတော့ပြန့်နှံ့လာတာကို pitting လို့ပဲခေါ်တာပဲဖြစ်ပါတယ်ဒီညာဘက်ကဇယားကွက်ပုံမှာကျတော့ lean duplex ကိုကြည့်လိုက်ပါ lean duplex ကမှာပါဝင်တဲ့ composition တွေကဆိုလို့ရှိရင် 21% chromium 1.5 to 3% nickel 0.2 to 0.3% molybdenum နဲ့ nitrogen added ဆိုပြီးတော့ပါဝင်ပါတယ် super duplex မှာဆိုလို့ရှိရင်ဒီထက်ပိုကောင်းလာတာတွေ့ရပါတယ်sorry standard duplex မှာဆိုလို့ရှိရင်ပါဝင်မှုတွေကဒီထက်ပိုများလာပါတယ် super duplex ရောက်လို့ရှိရင်တော့ဒီပါဝင်မှုတွေက standard duplex တက်ပိုကောင်းလာပါတယ်အလွယ်ဆုံးမှတ်မယ်ဆိုလို့ရှိရင်အောက်ဆုံးက super duplex ကအကောင်းဆုံးဖြစ်ပါတယ်ဟုတ်ပါပြီကျွန်တော်တို့ဒီဗီဒီယိုလေးကိုဒီမှာတင်ရနာလိုက်ပါတယ်ကျွန်တော်တို့ stainless steel part 2အပိုင်း2မှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ် goodbye